မေမေဟိုဦးလေးကအရန်ရက်ရှည်တာပဲနော်သူကြည့်ရတာစိတ်မကောင်းဖြစ်နေတာလားတို့တွေနဲ့မဆိုင်ပါဘူးဒါပေမဲ့သူကသမီးနဲ့အရန်တူတာပဲမေသမီးရဲ့ဘာဘာကတကယ်တော့ဘလို့ပုံစံမျိုးလဲဟင်သမီးမှာဘာဘာမရှိဘူးမေပဲရှိတာဟိုဦးလေးတာဘာဘာဖြစ်ရင်အရန်တော်မှာပဲအဲ့ဒီဦးလေးရဲ့လက်ကြီးကလည်းအရန်ကြီးတာပဲသမီးကိုအမြင့်ကြီးမြောက်ပေးလို့ရတယ်ဝမ်လင်းမမဟိုယောက်ျားကနော်ရဲ့မဟုတ်ဘူးဒါပေမဲ့လည်းအရန်တူလွန်းနေနော်ရှောက်အိုင်ကောသမီးပါဆက်ပိတ်ထားတော့မယ်ငါမင်းကို3ရက်အချိန်ပေးမယ်မင်းဘာသာမင်းငါ့ကိုဆက်သွယ်ပါမဟုတ်ရင်ငါကိုယ်တိုင်လာခေါ်မယ်စူဝါနင်3ရက်ဘွားလှုပ်လိုက်လဲအလကားပဲမင်းသိတင်ပါတယ်မင်းဟိုင်ချင်းမြို့ချင်းလင်းလန်းကြားအမှတ်9ဒုတိယထပ်ဘဲဘက်အခန်းမှာရှိနေတာတရင်ပေါက်မှာပန်းအိုးတအိုးတင်ထားတယ်မလားငါလေးနှစ်တိုင်ပုံနေခဲ့တာတောင်သူ့စီကလွတ်အောင်မပြေးနိုင်ခဲ့ဘူးပဲပြေးလို့မလွတ်မှတော့ရဲဝံ့ပဲရင်ဆိုင်လိုက်တော့မယ်ဒါတူလားဓာတ်ပုံကိုမင်းတွေ့ပြီးပြီမလားဒါပါသဘောလဲဟင်စာအတိုင်းပဲအာရနာမှာရောဝေးကမှတဘာဝကပေးတဲ့စုံတွဲသူတို့ပိုင်အိမ်တော်နဲ့ငါတို့ကူးအိမ်တော်ကအစင်တန်းချင်းတူတယ်မင်းကရောဘာမို့လို့လဲမင်းမှာဘာမှမရှိဘူးမင်းကအာရအတွက်ခဏတာစမ်းသစ်မှုပေးတဲ့အယုတ်တစ်ခုပါပဲပွဲပြတ်မသွားခင်စောစောစီးစီးကိုယ်တိုင်ထွက်သွားလိုက်ပါစူဝမ်နဲ့မတွေ့တာကြာပြီနော်ဒီလေးနှစ်အတွင်းမင်းတော်တော်လေးပင်ပန်းခံပြီးပုံနေခဲ့တာပဲရှင့်အတွက်မလိုတဲ့ဒုက္ခတွေငါဘဝထဲလာမရှာပါနဲ့အာရန်မင်းကိုလာရှာခဲ့တယ်လို့ကြားတယ်အခုသူကငါတို့မိသားစုနဲ့စီးပွားရေးပူးပေါင်းဖို့အလုပ်ရှုပ်နေတာဒီလိုကိုရေးကိုတာကိစ္စတွေကိုဂရုစိုက်ဖို့အချိန်မရှိဘူးဒီကက်ထဲကပတ်စံတွေကမင်းကောင်းကောင်းမွန်မွန်နေနိုင်ဖို့လုံလောက်ပါတယ်ပတ်စံယူပြီးထွက်သွားပါနောက်ထပ်နေရာတစ်ခုပြောင်းလိုက်သူ့ကိုထပ်မရှုပ်ပါနဲ့တော့တေချာနားလည်ထားပါငါကသူ့ကိုတမင်လိုက်ရှုပ်နေတာမဟုတ်ဘူးသူကငါ့ကိုမတော်တဆတွေ့သွားတာငါသူ့ကိုဘယ်တော့မှပြန်တွေးချင်ခဲ့တာမဟုတ်ဘူးနောင်လဲတွေ့မှာမဟုတ်ဘူးအဲ့ဒါဆိုရင်အကောင်းဆုံးပေါ့ဒါကိုငါရဲ့စေတနာလို့ပဲသဘောထားလိုက်ပါမင်းရဲ့ဒီပန်းဆိုင်ကတေးသေးလေးဝင်ငွေကလည်းနည်းနည်းလေးကလေးကိုမနဲ့ယုံတန်ယုံပဲကျွေးမွေးချင်တာလားငါရှာတဲ့ပတ်စံကငါနဲ့ငါသမီးကောင်းကောင်းမွန်မွန်နေနိုင်ဖို့လုံလောက်ပါတယ်ဒါပေမဲ့သူကအာရရဲ့ကလေးလေးထမင်းစားယုံတင်နဲ့ဘယ်ရမလဲဝမ်လင်းသူကကူးရရဲ့သမီးမဟုတ်ဘူးမေဒီအန်ဒီကဘသူလဲဟင်ဒီကလေးကကူးရန်နဲ့တပုံစံလဲပဲဒါဆိုစူဝမ်နင်းကအဲ့ဒီတုန်းကထွက်သွားခဲ့တာမဟုတ်ဘူးတကယ်တော့တိတ်တဆိတ်ပုံပြီးကလေးမွေးခဲ့တာပေါ့စူဝမ်နင်းမင်းငါကိုညာတာပေါ့ငါရှင့်ကိုမညာဘူးရှင့်ကိုညာစရာအကြောင်းလည်းမရှိဘူးထွက်သွားပါတော့ငါသမီးကိုမချောက်ပါနဲ့စူဝမ်နင်းလွန်ခဲ့တဲ့3နှစ်ကမင်းထွက်သွားတော့ကတော်တော်လေးပါနှက်ခဲ့တာပဲအခုမှလာပြီးမအမနေပါနဲ့